ဟုတ်ဘူးဒီလိုအမေကသူ့ကိုမွေးချင်တယ်မစ္စည်းရဲ့ ဆက်ကပြောတော့တယ်အမေကိုညာ ဘာတွေပြောနေရလဲ မင်းကဘာလဲ ရတယ်အဲ့တော့အမေကဘာထဲမှာလောက်ထားတာဆို ကျွန်တော်ရှင်းပြမယ် မှတ်တာအမေက အမေကျွန်တော်ပြောဦးတယ်ကိုကြီးအမေကိုဟိုအဖေကြောင့်မို့ အမေကအဲ့တော့ဖေကခလာလဲလာတယ် မဟုတ်ပါဘူးကျုပ်ကိုအမေကပြောခဲ့မိကိုယူဝေးတဲ့အချိန်မှာတဲ့ဝေးရတာခက်တယ်မင်းစီရဲ့အဲ့တော့ညက်နဲ့စွဲထုတ်ပါ ညက်မှာပါတော့ ဒီကပြော